မောင်မောင်ရဲ့သမီးလေးရဲ့မလေးဒီနေ့စုဘုံဘုံကြီးလလေးအချင်းကျမတို့အောက်မှာလာတော့ကဆင်းနေတာဆိုတော့မသိဘူးဒီမဲ့အလားကြီးနော်အဲ့ဒါနဲ့ကောင်မလေးကပါလို့ရုံးကစောနေဘယ်နိုင်မှလဲ9နာရီ